ချက်ခုတ်ထဲလလလေးတွေဝင်နေရှင်အတူလေးတွေရောအရှိတွေရောပါပါမယ်အတူကတော့ဒီလိုအဖြူခံလေးပါနော်တဘာဝအယောင်ခံလေးပါအနော်ပြပေးမယ်နော်ဒီဘက်ကတော့ဒါမှုရဖဲခေါင်ဝန်လေးပါခေါင်ဝန်လေးပါနော်ခေါင်ဝန်ကတော့အနက်ရောင်အခန့်လေးပါကြိမ်စီလေးတွေထိုးထားပြီးတဲ့ဒါချက်ခုတ်ထဲလေးပါနော်အနော်ဖြန့်ပြပေးပါမယ်ကဲဖောက်ပြီးသွားပါပြီအရန်လှပါတယ်ကွယ်ဒါလေးကတော့အဖြူမှာကြက်သွေးရောင်လေးပါနော်ဒီလိုမျိုးချိန်စီကအဝါနဲ့အဖြူရောပြီးတော့ခက်ခန့်လေးတည်ရပေးပါတယ်ချုပ်ရိုးချုပ်သားကောင်းပြီးတော့ဒါလေးကစိုက်မှန်ပါတယ်နော်24လက်မစိုက်ပါပေါင်ချိန်ဆိုရင်တော့135လောက်ထိဝတ်လို့ရပါတယ်ဒါလေးကတော့တဘာဝမှာအုတ်ကျိုးရောင်လေးပါတဘာဝမှာအုတ်ကျိုးရောင်လေးပါနော်ဒါချိန်စီအနီးကပ်လေးတည်ထားတဲ့ဟာပါတဘာဝမှာဒါလေးကမော်ဒန်ဇိမ်းအယောင်လေးပေါ့နော်နို့ဇိမ်းအယောင်လည်းမကြအဲ့လိုမျိုးဒီအယောင်လေးပါဒါလေးကတော့ကြက်သွေးအယောင်လေးပါနော်ကြက်သွေးအယောင်လေးပါကြံရည်စိမ်းရောင်လေးပါတဘာဝပေါ်မှာကြံရည်စိမ်းမှာတီထားတာကတော့ဒီလိုကျိန်စေးအဝနဲ့အဖြူရောပြီးတော့တီထားပေးပါတယ်နော်အပြာနေပြီးပြရောင်လေးပါတိုးမွေးချီနဲ့ဒီလိုကျိန်စေးလေးကိုရောပြီးတော့တီထားပေးတာဖြစ်ပါတယ်ချက်ခုတ်အသားအရန်ပဲကောင်းပါတယ်နော်ဒါပေမဲ့ဒီချက်ခုတ်ထဲတွေကိုလျှော်မယ်ဆိုရင်တော့ပြောင်းပြန်လန့်ပြီးတော့ဒါအသားအရာလေးဖွားဖွားလေးလျှော်ပေးရမယ်နော်ဒါလေးကတော့အမဲလူကြိုက်များတဲ့အမဲရောင်လေးပါတဘာဝမှာအမဲရောင်လေးပါနော်ဒီအင်ဂျီလေးကတော့ဂျင်ပေါင်းမီဂျင်စကတ်ထမိန်ကြိုက်တာနဲ့တွဲဝတ်လို့ရပါတယ်နော်ပွဲလဲတိုးလို့ရတယ်မင်္ဂလာဆောင်တွေဒူဝေးတွေပွဲအခမ်းအနားတွေတက်လို့ရပါတယ်နော်အရန်မဲထဲဝါပြီးတော့အရန်လက်ဝင်တဲ့ဂျက်ခုတ်ထဲလေးဖြစ်ပါတယ်ဒါအင်ဂျီအတူလေးပါနော်